မင်္ဂလာပါ brand တစ်ခုကိုတည်ဆောက်ခြင်းတဲ့လူတွေအတွက်ဒီနေ့မှာတော့ထုတ်ကုန်တစ်ခုရဲ့အားသာချက်လေးအကြောင်းကိုရှင်းပြပေးချင်ပါတယ်ထုတ်ကုန်တစ်ခုရဲ့အားသာချက်ဆိုတာကျမတို့ထုတ်ကုန်တွေအများကြီးရှိပါတယ်ဥပမာအခုလောလောဆယ်သူများရှိရယူရောင်းနေပဲဖြစ်ကိုယ်တိုင်ထုတ်တော့မယ်ပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ကိုကပစ္စည်းတစ်ခုရဲ့အားသာချက်ကိုရှားပါမယ်သူ့ရဲ့ ingredient တွေကြည့်ပြီးတော့ကျမတို့ကဒီဈေးကွက်ထဲမှာတော့ပေါ့နော်ကောင်းတယ်ဒါကောင်းတယ်ဆိုပြီးတော့ရောင်းနေကြဒါသုံးလို့ရှိရင်အသားဖွေးတယ်ဒါသုံးလို့ရှိရင်တော့အဖြစ်တယ်ဆိုပြီးတော့ပြောနေကြတာထက်စားလို့ရှိရင်ကျမတို့ကဒီဈေးကွက်မှာဒီ ingredient ထဲမှာဘာလေးတွေပါလို့သားဖွေးရပါဘာလေးတွေပါလို့အသားရည်တင်းတာပါဘာလေးတွေပါလို့အသားရည်စိုးပြေးတာပါဆိုပြီးတော့ပြောနိုင်လို့ရှိရင်တော့ကျမတို့ကဈေးကွက်ထဲမှာပို့ပြီးတော့ဒီရောက်တဲ့ marketing ကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘာကြောင့်အသားရည်တင်းမှမသိဘူးဘာကြောင့်အသားရည်စိုးပြေးမှမသိဘူးဒီပစ္စည်းတစ်ခုရဲ့သူ့ရဲ့အားသာချက်လေးတွေကိုရှာပြီးတော့ပြောနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီရောက်ပါတယ်နောက်တစ်ခုကထုတ်ကုန်တစ်ခုကိုထုတ်တော့မဲ့အခါမှာဒီ brand ကပေါက်နေတယ်ဒီ brand ကနာမည်ကြီးနေတယ်ဒါမျိုးထပ်ထုတ်ချင်တယ်ဒါပေမဲ့သူ့ထဲမှာပါတဲ့ ingredient အတိုင်းပဲကိုကထုတ်မယ်ဆိုလို့ရှိရင်ဒါက market ထဲမှာပေါ့နော်သင်မပြေနိုင်ဘူးဒါဆိုလို့ရှိရင်ကိုကအဲ့ဒီထဲမှာကိုကဘာဖြေလို့ရလဲပေါ့နော်ကိုဘာ idea နဲ့ကိုတွားချင်လဲကိုက customer ကိုဘာပေးချင်တာလဲဥပမာအသားဖြူတဲ့ဟာပေးချင်တာလားအသားရည်တင်းတဲ့ဟာပေးချင်တာလားအသားရည်ကြည်တဲ့ဟာပေးချင်တာလားဒါဆိုလို့ရှိရင်ကျမတို့ကရွေးချယ်ပြီးတော့ထည့်လို့ရတဲ့ ingredient တွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ပစ္စည်းထုတ်ကုန်တစ်ခုထုတ်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ ingredient တွေကိုသေချာသေးစိတ်လေ့လာပြီးတော့မှထုတ်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပစ္စည်းထုတ်ကုန်တစ်ခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုရင်ကျမနဲ့ဆွေးနွေးတိုင်ပင်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်